ဒီနေ့ကျွန်တော်ဒီ CPN2 မှာကျွန်တော် Honda Civic ကိုမလိုက်ပြီးတော့မောင်းပြမှာဖြစ်တယ်ပေါ့နော်ကျွန်တော်အခုဒီမှာက engine အလုံးတော့ချိန်လာတယ် EA83 လုံးဆိုတဲ့ engine ပေါ့နော်ဒီကောင်က Volkswagen တို့ Audi တို့ Porsche တို့စီမှာတွေ့လေတွေ့ထားရှိတဲ့ engine မျိုးစားပဲပေါ့နော် 98cc 2.0 liter ရှိပြီးတော့လေးလုံးထိုး engine ပေါ့ဒါအပြင်မှာရောဂိမ်းထဲမှာရော upgrade တင်နိုင်လို့ရှိရင် horsepower တိတိတတ်တာတက်လွယ်တဲ့အတွက်ကြောင့်မို့လို့လူကြိုက်များတဲ့ engine ဖြစ်တယ်ပေါ့နော်ဂိမ်းထဲမှာတော့ဒီ engine နဲ့ပတ်သက်ပြီးတော့ဒီအတွင်းပိုင်းပစ္စည်းတွေကဒီငကိုမူလစက်ရုံထုတ်တိုင်းပဲပေါ့နော်ကျွန်တော် upgrade တင်ခြင်းပဲ state 1 state 2 state 3ဆိုတော့သူကဆက်မပေးတော့ဘူးသူကအဲ့လိုမျိုးဆက်မပေးတော့ဆိုတော့ဒီအခုကျွန်တော်အခုဒီကားလေးမှာပါဝါအကန့်အသတ်ရှိသွားတယ်ပေါ့နော်တာဘိုနဲ့လေစစ်တွေ engine အတွင်းပိုင်းပစ္စည်းတွေအားလုံးကမူလအဲ့စက်ရုံထုတ်တိုင်းပဲဖြစ်နေလို့အရှိန်လုံးနဲ့အမြင့်ဆုံးအမြန်ဆုံး top speed တွေဆိုလို့ရှိရင်ကစားပွဲတွေမှာတွားပြီးတော့ရှင်ပြိုင်ဖို့ကိုအရင်မဲ့ခက်ခဲတယ်ပေါ့နော် boost နေပြီးတော့မှတာဘိုကလည်း1 bar ပဲသူပေးထားတာဆိုတော့ engine ဆွဲအားကတအားနေတယ်ပေါ့နော်နေတဲ့ခါကျတော့ကျွန်တော်ကဒီတိုင်းအပျော်ပဲကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီဂိမ်းထဲမှာပါတဲ့အခုဒီတောင်တန်းတွေရဲ့အလှတရားနဲ့နောက်ပြီးတော့ဂိမ်းဆော့ရတဲ့ feeling ကိုလိုက်ပြီးတော့ပြမှာဖြစ်တယ်graphic ဘိုင်းဆိုင်ရာတော့ဒါမစိုးဘူးပြောရမယ်ကာမော်ရာအပြင်မှာလိုပဲတကယ်လက်တွေ့ဆန်တယ်အဲ့လိုမျိုးရှုခင်းနေလဲအရင်ပဲလှတယ်ပြီးလို့ရှိရင်ကစားတဲ့မုတ်တွေအရင်များတယ်ကိုယ်စိတ်ကြိုက်ကစားလို့ရတယ်နောက်ပြီးရင်ကားကိုလည်းကိုယ်စိတ်ကြိုက်ဖန်တီးလို့ရတယ်ဗနိုင်စတစ်ကာတွေနောက်ပြီးရင်ကားဘော်ဒီတွေအကုန်လုံးကိုကိုယ်စိတ်ကြိုက်ဖန်တီးလို့ရတယ်multiplayer ဆော့မလားဒါမှမဟုတ်လို့ရှိရင်online ပေါ်မှာတငယ်ချင်းတငယ်ချင်းအသစ်တွေနဲ့ online ပေါ်တငယ်ချင်းအသစ်တွေနဲ့မိတ်ဖွဲ့ပြီးတော့ကစားမလားဒါမှမဟုတ်ပြိုင်ပွဲတွေကစားမလားအမျိုးမျိုးကစားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ game ကိုဆော့ရတာတကယ်ပဲသဘောကျတယ်ညီကိုတို့ကရောဘယ်လိုသဘောရလဲသဘောကျတယ်မကျဘူးဆိုတာ comment box ထဲမှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုရေးပြီး sharing လုပ်ပေးနိုင်တယ်ကျွန်တော်ကလည်းအခုဒီတက်တကယ်လို့ ဆော့လို့ကောင်းတဲ့ game ညာတွေ့ခဲ့လို့ရှိရင်ကား game နဲ့ပတ်သက်ပြီးတော့ဒီရှိခဲ့ရင် sharing လုပ်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပြီးအားပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you